နော်ငယ်တော့ Harry Potter စကားတွေကတော့မော်စရာတောက်ဖြစ်ချင်ခဲ့တဲ့သူတွေအတွက်ဖြစ်ခွင့်ရှိတဲ့ game တစ်ခုထွက်ပေါ်လာပါပြီ။ Gaming Bro ကြည့်ရှုနေတဲ့ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါ Gaming Bro ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့ Hogwarts Legacy ဆိုတဲ့ game အကြောင်းပဲဖြစ်ပါတယ် And while your journey begins at Hogwarts, brewing potions, taming fantastic beasts, and mastering spells, there is a larger world beyond these walls. ဒီ game ကဘယ်လိုမျိုးစားလဲဆိုတော့ Harry Potter မတိုင်ခင်ဒီ Hogwarts ကျောင်းရဲ့1800ဝန်းကျင်လောက်က Magical World ကြီးထဲမှာဝင်ရောက်ကစားမှာပဲဖြစ်ပါတယ် From this world. That strange and mysterious talent you possess may be the key to unlocking this dormant power. Your potential is limitless. But what form will it take? The journey ahead will reveal what you stand for. The choices you make now will define the legacy of Hogwarts. game ရဲ့ထူးခြားချက်ကထွက်ရှိခဲ့မြ Harry Potter game တွေလို့ Harry Potter ဇာတ်ကောင်တွေကနေကစားမှာမဟုတ်ပဲနဲ့ကျွန်တော်တို့ဒီတာမန် Hogwarts ကျောင်းရဲ့ကျောင်းသားတစ်ယောက်အနေနဲ့ပဲကစားမှာဖြစ်ပါတယ် Professor Weasley! We don't know what magic caused this. Hogwarts Legacy ဆိုတဲ့ဒီ game ကိုမစော့ခင် season တစ်ခုအနေနဲ့ကတော့ကိုပိုင် character တိစောက်ရတာပါ။ဘာလို့လဲဆိုတော့ကိုပိုင် character တိစောက်မှမိမိကိုယ်တိုင်က Harry Potter ဖြစ်ချင်လား။ဒါမှမဟုတ်ဒီကျောင်းကဆရာတစ်ယောက်ဖြစ်လာအောင်ကစားမလား။ Harry Potter ဇာတ်လမ်းတွေက villain တစ်ယောက်အနေနဲ့ပဲကစားချင်လား။ကြိုက်လို့ custom လုပ်ပြီးတော့ရွေးချယ်လို့ရမှာဖြစ်ပါတယ်။ဒီ Hogwarts Legacy ရဲ့အားသာချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ Harry Potter ဇာတ်ကားထဲမှာမပါဝင်တဲ့နေရာတွေလည်းတွားအောင်နိုင်ပြီးတော့ကျောင်းထဲရောကျောင်းပြင်မှာပါစိတ်ကြိုက်ကိုတွားကျင်လို့တွားလာလို့ရမယ် open world game တစ်ခုလည်းဖြစ်ပါတယ် I'm afraid you're on your own. I've ensured that we have a moment to ourselves. We ဒီ season ကိုစောင်းကြည့်ပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်နောက်ပိုင်းနေမှာလဲ Gaming Bro ကနေဘယ်လိုကောင်းမွန်တဲ့ game ကြောင်းနဲ့တင်ဆက်သွားမလဲဆိုတာစောင့်မကြည့်ကြည့်ပါဦးခင်ဗျာကြည့်ရှုပေးခဲ့ကြတယ်တူတယောက်ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်